လူတွေခမားကိုဘာကြောင့်မယုံတာလဲဆိုတာ10မိနစ်အတွင်းပြောပြမယ်လူတော်တော်များများကပြောကြတယ် customer တွေကကျွန်တော်ကိုမယုံဘူး customer တွေယုံလာအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပြောကြတယ်တကယ်တော့ယုံကြည်မှုဆိုတာအပိုင်း3ပိုင်းနဲ့တိစောက်ထားတာဖြစ်ပါတယ်ပထမတစ်ခုကတော့ proof လို့ခေါ်တဲ့သက်သေဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ consistency လို့ခေါ်တဲ့အပြောနဲ့အလုံးနဲ့ညီတာတသမတ်သေးရှိနေတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ specific လို့ခေါ်တဲ့တိတိကျကျရှိမှုတိုင်းတာလို့ရနိုင်မှုပဲဖြစ်ပါတယ်လူတွေကယုံကြည်မှုလို့ပြောလိုက်ရင်အဲ့ဒီအချက်၃ချက်ကိုအရင်ဆုံးထည့်ပြီးတော့စဉ်းစားပါတယ်တကယ်လို့မိတ်ဆွေကကျွန်တော် product ကအရေးအသွေးအရန်ကောင်းပါတယ်လို့ပြောရင်လူတွေကချက်ချင်းမယုံပါဘူးအဲ့ဒီအစားဥပမာကျွန်တော်ဒီစပွဲရောင်းတယ်ပေါ့ဒီစပွဲက100%ကျွန်းတစ်နဲ့လုပ်ထားတာဖြစ်ပါတယ်အနည်းဆုံး9နှစ်အာမခံပါတယ်စသဖြင့်တိတိကျကျ quality ဘယ်လိုကောင်းလဲဆိုတာကိုပြောတဲ့အခါမှာလူတွေကယုံကြည်ကြတာဖြစ်ပါတယ်